ဘာကြောင့်သူကတင့်ကိုအဝေးကိုတွန်းပို့နေပြီးအဆက်အသွယ်တော့ဆက်လုပ်နေရတာလဲအဖြေကရှင်းပါတယ်သူကတင့်ကိုလုံးဝလက်မလွတ်ရဲတယ်လို့တိတ်လဲနီးနီးကက်ကက်မနေချင်လို့ပါသူ့အတွက်အကောင်းဆုံးကတင်ဟာတိတ်လဲမဝေးတိတ်လဲမနီးတဲ့အကွာအဝေးတစ်ခုမှရှိနေပေးဖို့ပါပဲဒါမှသာသူလမ်းခွဲခြင်းတဲ့အခါဖြစ်ဖြစ်ပြန်တွဲခြင်းတဲ့အခါဖြစ်ဖြစ်သူ့ဘက်ကဘာမှအရင်နည်းမရှိပဲလိုတလို့ကစားလို့ရမှာဖြစ်လို့ပါသူကတင့်ကိုမျောလင်းချက်အလင်းတန်းလေးတွေပေးထားတတ်ပါတယ်သူဒီနေ့တော့အဆက်အသွယ်လုပ်လာပြီးငါ့ကိုတတိယနေတာလားဒါမှမဟုတ်သူဖုန်းနံပါတ်မဖြတ်သေးဘူးပြန်တွဲဖို့လမ်းဖွင့်ထားတာလားစတဲ့စိတ်ကူးရင်မှုတွေထဲမှာတင့်ကိုပိတ်လောင်ထားတာပါဒါပေမဲ့တင်ကစိတ်အားထက်သန်စွာနဲ့ပြန်နှီးကပ်ဖို့ကြိုးစားလိုက်တိုင်းသူကချက်ချင်းပြန်အေးဆက်ပြပြီးအကွာအဝေးတစ်ခုကိုပြန်ချပါလိမ့်မယ်ဒီစိတ်ကစားပွဲထဲမှာတင်ဟာအယုတ်တစ်ခုလိုအတုံးချခံနေရတာပါအမှန်တော့တင်ဟာသူ့အတွက်ဘေးကင်းလုံခြုံတဲ့ပိုက်ကွန်တစ်ခုပါပဲသူတခြားနေရာမှာစိတ်တက်ကြတဲ့အခါဒါမှမဟုတ်အဆင်မပြေဖြစ်တဲ့အခါတင့်စီကနေခွန်အားနဲ့တန်ဖိုးတွေကိုအလွယ်တကူပြန်ယူလို့ရအောင်အရန်ထားတာပါတင်ဘက်ကမျောလင်းချက်တွေရှိနေတဲ့၍သူကအသာစီးရနေမှာဖြစ်ပြီးဒီအဆက်အသွယ်ရှိနေခြင်းကပဲသူ့ကိုလူတစ်ရှာကိုပူတောင်အားတက်စေပါသေးတယ်ဒီအခြေအနေကိုတင်သတိမထားမိသေး၍သူကတင့်ကိုစိတ်တိုင်းကြထိန်းချုပ်နေဦးမှာပါသူ့ရဲ့အပြုအမူတွေဟာအတ္တနဲ့ကြောက်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဟန်ကိုဖို့သာရှိပြီးအနှစ်မပါတဲ့အရာမျှတာဖြစ်ပါတယ်တင်ကသာကစားပွဲရဲ့စီးမြင့်ကိုနားလည်သွားရင်အခြေအနေကိုပြောင်းပြန်လည်ပြင်နိုင်ပါတယ်သူတင့်ကိုထိန်းချုပ်နေတာမဟုတ်ပဲတင်ကသာသူ့ရဲ့ကစားပွဲထဲမှာပါဝင်ပေးနေတာပါအခုပဲတင့်ရဲ့တံမိုးကိုပြန်လည်တိဆောက်ပြီးဒီတန်တရားကနေရုံထွက်လိုက်ပါလူသုံးအဖြစ်မခံပါနဲ့